ဟေ့အောင်မင်းကဘာလာလိမ့်နေရလဲ rent to own အစ်စ်ကကိုပိုင်အကောင့်နဲ့ငွေမလွှဲခိုင်းဘူးပြီးတော့ hello ဟုတ်ကဲ့ hello မင်္ဂလာပါခင်ဗျကျွန်တော်က rent to own ကပါအကူယူထားတဲ့ပစ္စည်းလေးရဲ့လာစဉ်ကြီးကိုလေပြည်သိမှုအချိန်လေးရောက်လာရင်ပေါ့နော်အဲ့ဒါအခုကိုဘက်ကသွားရောက်ပြည်သိမှုအဆင်မပြေသေးဘူးဆိုရင်ကျွန်တော်တို့ KP လေးကနေဒီငွေသွင်းတာလေးပြန်လည်လက်ခံနေပါပြီခင်ဗျဟုတ်ကဲ့အဲ့ဒါဆိုကျွန်တော် KP ကနေပဲဆောင်လိုက်မယ်လေမိလည်းမိနေသွားဆောင်မှုကလည်းဝေးနေရောလေဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်အခုအနေနဲ့အခုလက်ရှိခေါ်နေတဲ့ဖုန်းနံပါတ်ရဲ့ KP လေးကိုလွှဲပေးလိုက်ပါနော်ဖုန်းလေးကြိုက်ထားပြပါမယ်ခင်ဗျမိတ်ဆွေတို့ရေသူတို့ရဲ့ကိုပိုင်ကောက်နေရလွှဲခိုင်းနေပြီဆိုရင်တော့ rent to own အဆင်မဟုတ်ပဲနဲ့တင်းကိုလိမ့်နေပြီပဲဖြစ်ပါရဲ့ဟေ့အောင်မင်းကဘာလာလိမ့်နေရလဲ rent to own အစ်စ်ကကိုပိုင်ကောက်နေငွေမလွှဲခိုင်းဘူးပြီးတော့ငါ rent to own Facebook page ကိုရော TikTok ရော follow လုပ်ထားတယ်ဒါပဲလူလိမ့်နေမိတ်ဆွေတို့ရေဒီလိုမျိုးစားဖုန်းတွေဆက်လာပြီဆိုလို့ရှိရင်တော့တတိထားအောင်เนาะပြီးတော့ online ကနေငွေပေးသွင်းနည်းအဆင့်ဆင့်ကိုလည်း rent to own ရဲ့ TikTok account မှာအဆင့်ဆင့်တင်ပေးထားတဲ့အတွက်ကြောင့်မို့လို့တွားရောက်ပြီးတော့ကြည့်ရှုလိုက်အောင်เนาะကဲအားလုံးပဲတတိထားကြเนาะ